ဖြစ်ပျက်နေတဲ့အရာအလုံးကိုစိတ်ပြက်လက်ပြက်နဲ့ Thomas က Rebecca ဆေးပဲအကြောင်းအံ့အားသင့်စရာအမှန်တရားကိုနောက်ဆုံးတော့ဖွင့်ဟလိုက်တယ်။သူ့အဆိုအရသူနဲ့သူ့တငယ်ချင်း၃ယောက်က Rebecca ရဲ့ဖခင် Roland ကျူးလွန်ခဲ့တဲ့အနိုင်ကျင့်မှုကနေ Rebecca ကိုကာကွယ်ဖို့ကြိုးစားနေကြတာတဲ့ Rebecca အဝတ်တွေချွတ်နေတော့မတင်လျော်တဲ့တပ်ပုံတွေကိုရိုက်ခဲ့တာက Roland ပါ Thomas နဲ့သူ့တငယ်ချင်းများသည်ဖြစ်ပျက်နေသည့်အရာကိုသိရှိသွားသောအခါ Rebecca ၏အိမ်ကိုတွားရောက်ကတပ်ပုံများကိုသက်သေအဖြစ်အနံ့ရန်အားပေးခဲ့သည်။အင်းတို့၏မူလအစီအစဉ်မှာ Roland အားရဲထံတိုင်ကြားရန်ဖြစ်သည်။သို့သော Roland သည်သူတို့၏ရည်ရွယ်ချက်များကိုသိရှိသွားပြီးဒေါသထွက်ခဲ့သည်။သူသည်သူကဖြင့်သူတို့ကိုလိုက်လံဖမ်းဆီးကာသူ့ကိုဖော်ထုတ်ခြင်းမှကာကွယ်ရန်တဦးချင်းစီကိုလိုက်လံရှာဖွေခဲ့သည်။ရာဇဝတ်မှုများကိုတိုင်ကြားနိုင်မည့် Thomas ၏တငယ်ချင်း၃ယောက်သည် Roland ၏ရက်စက်စွာတပ်ဖြတ်ခံခဲ့ရသည်။ Thomas သည်တဦးတည်းသောအသက်ရှင်ကျန်ရစ်သူဖြစ်သည်။ Roland သည်နောက်ဆုံးတွင်သူ့ကိုပါတိုက်ရန်ကြိုးစားသောအခါရဲများသည်အချိန်မီရောက်ရှိလာပြီးပိုလာရိုက်ကင်မရာကိုကိုင်ဆောင်ထားစဉ် Roland ကိုပစ်တက်ခဲ့သည့်အချိန်ကြာလာသည်နှင့်အမျှ Rebecca ၏စိတ်အခြေအနေသည်ဆက်လက်ဆိုးရွားလာခဲ့သည်။ Thomas ၏တငယ်ချင်း၃ယောက်သည်သူမကိုကူညီရန်ကြိုးစားနေစဉ်တပ်ဖြတ်ခံခဲ့ရသောကြောင့်သူမသည်အပြစ်ရှိသည်ဟုခံစားရသည်။သူတို့သည်သူမကိုကယ်တင်လိုခဲ့ကြခြင်းသာဖြစ်သည်။သို့သော Roland သည်ထိုအကြောင်းကြောင့်သူတို့ကိုတတ်ခဲ့သည်။အပြစ်ရှိသည်ဟုခံစားရခြင်းကိုဆက်လက်မခံနိုင်တော့ဘဲ Rebecca သည်နောက်ဆုံးတွင်ကိုအဆုံးစီရင်ခဲ့သည်။ထို့နောက် Lina သည်သူနှင့်သူတငယ်ချင်းများသည်လူဆိုးများဖြစ်ဟန်တူစေရန်ဇာတ်လမ်းကိုပြန်လည်ရေးသားခဲ့ကြောင်း Thomas ကရှင်းပြခဲ့သည်။သူ့အမြင်အရ Lina သည်သူမ၏ခင်ပွန်းသေဆုံးပြီးနောက်တွင်ပင်သူမ၏ခင်ပွန်းကိုကာကွယ်နေခြင်းသာဖြစ်သည်။ Thomas ကအမှန်တိုင်းပြောပြီးတာနဲ့ Roland ရဲ့ဝိညာဉ်ကကျောင်းထဲမှာရုတ်တရက်ပေါ်လာပြီး Thomas ရဲ့ဓာတ်ပုံကိုရိုက်ယူလိုက်တယ်။ဝိညာဉ်ကဓာတ်ပုံကိုချက်ချင်းဆွဲဖျက်ပစ်လိုက်တာကြောင့် Thomas ချက်ချင်းသေဆုံးသွားတယ်။သူ့ကို Connor က Roland ရဲ့ဝိညာဉ်ကိုဘတ်နဲ့ Casey ကိုမလိုက်နိုင်အောင်တားဆီးဖို့အလျင်အမြန်အာရုံပြောင်းလိုက်တယ်။ကံမကောင်းစွာပဲဝိညာဉ်ကဘတ်ကိုပိုစိတ်ဝင်စားနေပုံရတယ်။ဘတ်ကပိုနီးလာပြီ။ဘတ်နဲ့ Casey ကရေချိုးခန်းထဲကိုအပြေးလွှားဝင်ပြီးရေနွေးဖွင့်လိုက်တယ်။ရေနွေးငွေတွေကအခန်းထဲမှာမြန်ပြည့်သွားပြီး Roland ရဲ့ဝိညာဉ်ကသူတို့ကိုမြင်ဖို့ခက်ခဲစေတယ်။ Casey ပြင်းထန်စွာဒဏ်ရာရရှိခဲ့တာကြောင့်ဘတ်က Connor ကိုတွားရှာနေတော့ရေချိုးခန်းထဲမှာဝတ်နေဖို့ပြောလိုက်တယ်။မကြာခင်မှာပဲဘတ်ကသူနဲ့ပြန်ဆုံနိုင်ခဲ့တယ်။ Roland ရဲ့ဝိညာဉ်ကဘတ်ကိုပြစ်မှတ်ထားနေတယ်ဆိုတာသဘောပေါက်ပြီးနောက် Connor ကအစီအစဉ်တစ်ခုဆွဲလိုက်တယ်။ဝိညာဉ်ကိုဖော်ထုတ်ဖို့ဆွဲဆောင်ဖို့ဘတ်ကိုပြောလိုက်တယ်။ Roland ပေါ်လာတာနဲ့သူ့တပ်ပုံရိုက်ပြီးပုံကိုမီးရှို့ပြစ်ရမယ်။တပ်ပုံကိုဖျက်ဆီးလိုက်ရင်ဝိညာဉ်လည်းပျက်စီးသွားလိမ့်မယ်လို့ Connor ယုံကြည်တယ်။ဘတ်ကအစီအစဉ်ကိုသဘောတူပြီး Roland ရဲ့ဝိညာဉ်ကိုကျောင်းရဲ့မြေအောက်ခန်းထဲချက်ချင်းခေါ်သွားတယ်။မြေအောက်ခန်းထဲဝင်လိုက်တာနဲ့ Roland က Thomas ကိုတစ်ချိန်ကနှိပ်စက်ခဲ့တဲ့နေရာနဲ့တပုံစံနဲ့အခန်းတစ်ခန်းကိုသူမရှာတွေ့ခဲ့တယ်။ Brett ကအချိန်ကိုက်ဂရုတစိုက်ဆောင်ပြီး Roland ရဲ့ဝိညာဉ်ကိုဓာတ်ပုံရိုက်နိုင်ခဲ့တယ်။ဓာတ်ပုံရိုက်ပြီးတာနဲ့ Brett ကသူမရဲ့လက်ထဲကဓာတ်ပုံကိုကြိတ်ချလိုက်တာကြောင့် Roland ရဲ့ဝိညာဉ်ဟာခန္ဓာကိုယ်တစ်ခုလုံးမှာအယိုးကျိုးသွားခဲ့တယ်။ Brett ကသူ့ကိုအပီးပိုင်ဖျက်ဆီးဖို့မီးချစ်တစ်ချောင်းကိုထုတ်ပြီးဓာတ်ပုံကိုမီးရှို့လိုက်တယ်။ခဏကြာမှ Roland ရဲ့ဝိညာဉ်ဟာလုံးဝပျက်စီးသွားတယ်။ Brett ကအပေါ်ထပ်ကိုပြန်တက်ပြီး Connor နဲ့ Casey တို့နဲ့ပြန်လည်ဆုံတွေ့ခဲ့တယ်။နောက်ဆုံးမှာတော့သူတို့၃ယောက်ဟာ Roland ရဲ့ကြောက်စရာကောင်းတဲ့ကျိန်စာကနေအသက်ရှင်ကျန်ရစ်သူတွေပဲဖြစ်တယ်။နောက်ဆုံးဇက်ဝင်ခန်းမှာ Brett ကကျိန်စာတိုက်ထားတဲ့ Polaroid ကင်မရာကိုပင်လယ်ထဲပစ်ချလိုက်